ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ညီမရိုးရာပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ဗုဒ္ဓဦးနဲ့ရာဟုသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနေပုံမြန်မာရိုးရာအထာဟောကိန်းစာအုပ်မှာဟောကြားထားသောဗုဒ္ဓဦးနဲ့ရာဟုသားသမီးများအတွက်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှ18ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အသစ်တင်တိုင်းတည်အောင်လဲဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်ဗုဒ္ဓဦးသားသမီးများအတွက်15ရက်စာဟောစတန်ဒီကာလအတွင်းမှာပြောရေးဆိုရေးများအောင်မြင်မယ်ဖုံးကန်ကြီးမားမယ်ရှင်ပြိုင်မှုများအောင်မြင်မယ်အလုတ်အဆင့်ဘဝအဆင့်မြင့်မားတိုးတက်ခြင်းရှိမယ်ငွေကြေးလက်လွတ်နိုင်ပါတယ်အာဏာယုံလွယ်ခြင်းကြောင့်စိတ်နှောက်ယှက်ဖြစ်ရခြင်းကြုံရမယ်ဆွေမျိုးသားချင်းများမောင်နှမအရေးများနဲ့ပတ်သက်၍စိတ်ပင်ပန်းရမယ်အလိုမကျဖြစ်ခါတောကဖြစ်เสียများကြုံရမယ်ခိုင်ရန်ပြဿနာကြီးစွာဖြစ်တတ်တယ်အိုရင်ကိစ္စနေရာထိုင်ခင်းကိစ္စများအတွက်ပြောဆိုမှုများအောင်မြင်မယ်မိသားစုတွင်ချမ်းမြေဝင်ကိန်းရှိပါတယ်အထူးသတိပြုရမှာပင်လယ်စာများစားသုံး၍ဝန်းပြခြင်းနှင့်ကျန်းမာရေးအညံ့များကြုံနိုင်ပါတယ်ဒီအပိုင်းအတွင်းမှာအမဲသားဝတ်သားတို့ကိုစားသုံးခြင်းအားတအားသမျှလျှော့တင်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ထိုသောအသားများချက်ပြုတ်စင်မှာ၎င်းစားသုံးက၎င်းပြဿနာဖြစ်တတ်တယ်နာမည်သိက္ခာထိခိုက်အောင်နှောက်ယှက်သူများနဲ့တွေ့ရမယ်စာရွက်စာတမ်းအထားသို့မှားယွင်းခြင်းပျောက်ရှာခြင်းများဖြစ်ပေါ်မယ်အရေးကြီးသောငွေကြေးကိစ္စလုပ်ငန်းကိစ္စများကိုလက်မှတ်ရေးထိုးခြင်းများတွင်အထူးသတိရှိပါအမှားယွင်းများဖြစ်တတ်ပါတယ်အမည်အတွင်းမှာတဟတထနပါသောသူများနှင့်အလုပ်ကိစ္စများဆောင်ရွက်ရာတွင်အမှားယွင်းများကြုံတတ်ပါတယ်အရေးကြီးသောဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းအတွင်းမှာဆက်ဆံရသူများအပြောင်းအလဲများကြုံရမယ်ဒီဇင်ဘာလ9ရက်17ရက်13ရက်16ရက်18ရက်နေ့များတွင်အတတ်ပညာနှင့်တိုးတက်မှုများရရှိမယ်အခက်အခဲများကျော်လွှားနိုင်မယ်လူမျိုးခွဲအကျိုးပေးမယ်ရဝိနှင့်ဆက်ဆက်လောက်ကိုင်းသောကိစ္စများမှာကောင်းသောအကျိုးဆက်များရရှိမယ်ကြာသပတေးနေ့တနင်္လာနေ့မွေးသောသူများနှင့်ပူးပေါင်းဆောင်ရွက်သောကိစ္စများမှာကောင်းသောတိုးတက်မှုများရရှိမယ်ရတင်လျက်နဲ့ကြံ့ကြာနေသောရပိုင်ခွင့်များပြန်လည်ရရှိမယ်ရှင်ပြိုင်လိုသောကိစ္စများမှာသူတစ်ပါးထက်သာလွန်သောအောင်မြင်မှုရမယ်ဒီဇင်ဘာလ6ရက်9ရက်10ရက်14ရက်15ရက်နေ့များတွင်တပါးသူတို့၏မနာလိုမှုအနှောက်ယှက်ပေးမှုတို့ကြုံရမယ်ဖြစ်ပေါ်သောပြဿနာတို့အပေါ်အချိန်ပေး၍ဖြေရှင်းနေရမယ်စိတ်သောကဖြစ်စရာများကြုံရမယ်ဆွေမျိုးသားချင်းရေးရာကိစ္စများရှုပ်ထွေးမယ်928 1500မျိုးစလုံးအရှုပ်ထွေးဖြစ်တတ်ပါတယ်အာမခံမှားတတ်တယ်အနိကလူအတွင်းလူသစ္စာဖောက်တတ်တယ်ဒီဇင်ဘာလ9ရက်10ရက်12ရက်18ရက်နေ့များတွင်ငွေကြေးအတွက်အဓိကမဟုတ်ဘဲဆန္ဒကြောင့်၎င်းဝါသနာပါ၍တော်၎င်းအခြေခံ၍လုကိုင်းသောကိစ္စများမှာထင်ရှားသောတက်လန့်များရရှိမယ်အလိုပြည့်ဝမယ်လူသစ်ဝန်းကျင်သူများနှင့်ပူးပေါင်းလုပ်သောကိစ္စများမှာကောင်းသောတိုးတက်မှုများရရှိမယ်မူလထက်သာသောဘဝအားပြောင်းလဲသွားရမယ်မရောက်ဘူးသောအရဒေသသို့သွားရောက်ရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရ၍လုပ်ငန်းရှိသူတိုးတက်မယ်အကျိုးပေးသောအယောင်အပြာရင်ရောင်နက်ပြာရောင်ခရမ်းရောင်များသည်ယခုကာလအတွင်းမိမိအတွက်အထူးကောင်းကျိုးပေးသောအယောင်များဖြစ်ပါတယ်ကံကောင်းစေသောပန်းများမှာသဇင်ပန်းစပယ်ပန်းနေစီပန်းအစရှိသောမွေးရနှင့်တင်ပြန်သောပန်းများကိုဖျားတင်ခြင်းပန်းအိုထိုးခြင်းပြုပါကံပွင့်လက်ပွင့်ပါလိမ့်မယ်ဒီကာလအတွင်းမှာတေဥစကားပန်းဖျားမလူကောင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းဘုရုနှင့်မွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရ၍သော၎င်းထူးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံကွန့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာ3694ကဏ္ဍများဖြစ်ပါတယ်ရေရမြေပန်းအိုတိုးအတွင်း၌ထီကယုံပင်ဆိုင်ကအိမ်ကောင်းရေးဘက်တွင်ထားလိုက်ပါနေအိမ်ရှိရက်တောင်အဟောင်းအစုံများကိုရှာဖွေ၍စွန့်ပစ်ပါဘုရုသားသမီးများအလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘုရုသားသမီးများတွင်တိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ရာဟုသားသမီးများအတွက်15ရက်စာဟောစတန်ဒီကာလအတွင်းမှာမိသားစုအကြီးအကဲများဆွေမျိုးများထဲမှအသက်အရွယ်ကြီးသူကျန်းမာရေးကိုအထူးဂရုစိုက်ရမယ်မိဘအကြီးအကဲများအတွက်စိတ်တော့ကရောက်အကိန်းရှိပါတယ်အိမ်တွင်ပြောရေးဆိုရေးနှင့်ဩဇာကြဆင်းခြင်းများရှိမယ်လို့သမျှအပြစ်တင်ခံရမယ်မလုပ်ဖဲနေကလည်းဝေဖန်ရှုံချခံရမှုနှင့်အပြောဆိုမလွတ်သောကိန်းဆိုင်မယ်လုပ်ငန်းခွင်အတွင်းမှာလည်းအထက်ညွှန်းခြင်းအောက်ဒုက္ခပေး၍အဆင့်သူတန်းသူများကကြောက်တွင်းခြင်းပြုလိမ့်မယ်ငွေမြမြဝင်စေလက်တွင်ဆွ၍မရသည့်အပြင်စုဆောင်ထားသည့်ငွေများပင်လျင်အစုလိုက်အပုံလိုက်တုံးဆွဲရကိန်းကြုံမယ်ညာဘက်ခြေထောက်တွင်မတော်တဆထိခိုက်မိတတ်တယ်အလိုအလျောက်ခါနာခြင်းဝေဒနာဆွဲကပ်တတ်တယ်ဆက်စိမ်မအစဆံမအစုံအင်္ဂါနံပစ္စည်းများကိုမလိုအပ်ဖက်ဝယ်ယူခြင်းတင်ဆက်ခြင်းမပြုရပါ၎င်းနှင့်ဆက်သွယ်၍စိတ်တော့ကဖြစ်စရာများကြုံရမယ်တယ်လီဖုန်းအစရှိသောဆက်သွယ်ရေးဆိုင်ရာစက်ပစ္စည်းများနှင့်ပတ်သက်၍စကားများအချင်းများရှိမယ်နေ၏အရှိမြောက်ဘက်ချမ်းတွင်နေကင်းပိုင်း၌တခုတဝက်အန်ရဲ့ဂရုစိုက်ရ
ရမယ်နေရှိသူကလထိုင်အကျိုးတစ်ခုလာချထားပါကချက်ချင်းဖယ်ရှားလိုက်ပါအရာတစ်ပါးမှာမျက်စိယောဂကုသရန်နိုင်ငံခြားသွားမည်သူနေတွင်ခိတ္တလာရောက်တဲခိုလိမ့်မယ်အကြံစီအသစ်များအောင်မြင်မယ်အချိန်တိုကာလတိုအတွင်းဆုံးဖြတ်ချက်ချပြီးလုံသောကိစ္စများမှာထူးခြားသောတိုးတက်မှုရရှိမယ်ဒီဇင်ဘာလ9ရက်12ရက်18ရက်နေ့များတွင်မိကောင်းဆွေကောင်းတိုးပွားမယ်လူမျိုးကွဲအကျိုးပေးမယ်အရာတစ်ပါးနှင့်ဆက်ဆက်၍ဆောင်ရွက်သောလုပ်ငန်းတို့မှာအကျိုးဆက်ကောင်းများကိုယ်တိုင်တွင်၎င်းမိသားစုတွင်၎င်းကြုံရမယ်ဘိုလ်ဦးနှင့်မွေးသောသူတို့နှင့်ပူးပေါင်း၍အကျိုးကောင်းရရှိမယ်လူမှုရေးအဖွဲ့အစည်းများဘာသာရေးအဖွဲ့အစည်းများတွင်တွာလာလှုပ်ရှားရခြင်းနှင့်ကြုံရမယ်ဒီဇင်ဘာလ6ရက်9ရက်10ရက်17ရက်13ရက်14ရက်15ရက်16ရက်18ရက်နေ့များတွင်နေတွင်ဖြစ်စေအလုပ်ခွင်တွင်ဖြစ်စေပျော်ပိုက်မှုမရှိဘဲစိတ်ကုံစိတ်ရှုပ်နေမယ်အမှားမှားယွင်းများကြုံရမယ်နေပြင်ပတွင်အနေများပါကအန္တရာယ်ဖြစ်ပေါ်မယ်ငွေကြေးနှင့်ပတ်သက်သောစိတ်ဘူးသောကများဖြစ်တတ်တယ်ငွေကြေးပေးယူမှားယွင်းခြင်းနှင့်စင်စရာပြဿနာများဖြေရှင်းရမယ်အတူနေအုပ်စုနှင့်စိတ်ဝန်းကွဲရတတ်တယ်ဒီဇင်ဘာလ9ရက်10ရက်18ရက်နေ့များတွင်အနောက်တောင်ရပ်မှလူမျိုးကွဲလူမျိုးသားများနှင့်ဆက်ဆံလုပ်ကိုင်ခြင်းအကျိုးပေးမယ်ကိုယ်တိုင်တွင်၎င်းမိသားစုတွင်၎င်းရေချမြေချနှင့်ဆက်ဆက်လုပ်ကိုင်သောလုပ်ငန်းများမှာအကျိုးမြတ်ရရှိမယ်တောင်ရပ်မှတရုတ်လူမျိုးနှင့်မိတ်ဆွေဖြစ်မယ်မရည်ရွယ်ပဲအလူတန်းများဆောင်ရွက်ရမယ်ဘာသာရေးနှင့်ပတ်သက်သောခရီးများသွားရမယ်တွားရောက်ရေးလည်းအဆင်ပြေမယ်အကျိုးပေးသောအယောင်အပြာရောင်ပန်းရောင်ခရမ်းရောင်အနီရောင်ကြက်သွေးရောင်အညိုရောင်အစိမ်းရောင်တို့သည်ဒီကာလအတွင်းအကျိုးပေးသောအယောင်များဖြင့်ဝတ်ဆင်သုံးစွဲသင့်ပါတယ်ကံကောင်းစေသောပန်းများမှာကံကောင်းညွန့်ရွက်လာညွန့်ရွှေပန်းပွင့်တပြေညွန့်တစင်ပန်းတစ်ခွာပန်းနှင်းပန်းတစ်စပန်းမမျိုးပန်းတို့သည်ဒီကာလအတွင်းကံပွင့်လက်ပွင့်စေသောတပတ်များဖြစ်၍ဖျားပန်းကလူချင်းနေအိမ်ဆိုင်ကန်းအလုတ်ခန်းတို့တွင်အလှဆင်ပန်းအိုးထိုးခြင်းများပြုလုပ်ပါဒီကာလအတွင်းမှာတရုတ်စကားပန်းဖျားမလူကောင်းပါအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းဗိုလ်ဦးနှင့်မွေးသူအလုံးတို့သည်အတိတ်နမိတ်တို့ရ၍သော၎င်းထူးခြားသောနမိတ်ရ၍တီထိုးသောအခါတွင်၎င်းညံကွန့်အသုံးချ၍တီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာကိုတစ်နေလေးကဏ္ဍများဖြစ်ပါတယ်ရေရရတခွားမွေးကိုတရားနှင့်ဖြော်၍ကိုယ်တိုင်လည်းတောက်ပါသူတစ်ပါးကိုလည်းကျွေးမွေးပါတန်ဃာတော်များအားထောပတ်ထမင်းဒါနပြုပါရာဟုသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေရာဟုသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြန်မာရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေ့စဉ်ဟောစတမ်းများအပတ်စဉ်ဟောစတမ်းများလစဉ်ဟောစတမ်းများနှစ်စဉ်ဟောစတမ်းများနဲ့ရေရာတို့ကိုပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြန်မာရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအသစ်တနိုင်သိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်